စိတ်ကောင်းရှိတဲ့အက်ဒီဟာလူသားတွေအတွက်အကောင်းဆုံးသူငယ်ချင်းဖြစ်လာမဲ့ထူးဆန်းတဲ့တတဝါကြီးနှစ်ကောင်ကိုဘေးကင်းအောင်လွတ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တတဝါလေးတွေမိသားစုပြန်ဆုံသွားအောင်သားပေါက်လေးကိုပါထပ်မံလွတ်ပေးလိုက်တာပေါ့။တတဝါလေးကကျေးဇူးတင်လုံးလို့အက်ဒီဘားကိုတောင်နမ်းသွားပါသေးတယ်။ဒါပေမဲ့ဝမ်းသာနေဖို့အချိန်မရှိရဘူးဘာလို့လဲဆိုတော့တတဝါဖမ်းတဲ့မုတ်ဆိုးတွေလိုက်လာတော့မှမို့လို့ပါ။တတဝါကြီးတွေဟာသူတို့ရဲ့စွမ်းအင်နဲ့မောင်းနေမဲ့ထက်ကားကြီးတွေတဲကိုဝင်လိုက်ကြပြီးအက်ဒီတို့အဖွဲ့ကသူတို့ကိုနေရပြန်ရောက်အောင်လိုက်ပို့ကြပါတယ်။လမ်းမှာတင်မုတ်ဆိုးတွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကိုခံရပါတော့တယ်။တားပေါက်လေးကသူ့ရဲ့အစွမ်းနဲ့ရန်သူကားကိုမှောက်အောင်လုပ်နိုင်ခဲ့ပေမဲ့မုတ်ဆိုးတွေကတော့ဆွဲမလျှော့ပါဘူး။အက်ဒီကားကိုနယံနဲ့ကပ်ပြီးတွန်းတိုက်လိုက်တာကြောင့်အက်ဒီတယောက်ကားပေါ်ကနေလွင့်ထွက်ပြီးတကားကိုပဲအသေးအတန်ဆွဲထားရတဲ့အခြေအနေထိရောက်သွားပါတယ်။တေမင်းနဲ့ရင်ဆိုင်နေရတဲ့အဲ့ဒီအချိန်မှာပဲရဲရာရှိရောက်လာပြီးရန်သူကားကိုဝင်တိုက်ကအက်ဒီကိုကယ်တင်လိုက်ပါတယ်။ဒါပေမဲ့ရက်ဆက်တဲ့မုတ်ဆိုးတွေကရှေ့ဖြစ်ကားကိုကြောက်ထဲတွန်းချလိုက်ကြပါတယ်။ရှေ့မှာလည်းမိတတိုင်းကြီးတွေနဲ့လမ်းပိတ်ထားတာကြောင့်အက်ဒီတို့ပိတ်မိနေတော့မှပဲရှလစ်ကကားကြီးတစ်စီးနဲ့ရောက်လာပြီးလမ်းရှင်းပေးလိုက်ပြန်ပါတယ်။ဒါပေမဲ့အနေရကမပြီးသေးပါဘူးအစိမ့်ငွေတွေအပြည့်ပါတဲ့ကားတစ်စီးဟာတတဝါလေးတွေရဲ့နေရက်စီကိုဥတီမောင်းနေတာကြောင့်သူတို့အမြန်ဆုံးတားဆီးရပါတော့မယ်။